အားလုံးပဲမင်္ဂလာပါကိုကိုရိုရေဇန်နီလေးကနေထွေးစွာပြန်လဲကြိုဆိုလိုက်ပါရစေနော်တင်ဆက်ပေးနေကြကျမရေးပညာပေးအစီအစဉ်လေးစတင်ဖို့အချိန်လေးရောက်ရှိလို့လာပြန်ပါပြီရှင်ဒီနေ့မှာတော့ဇန်နီလေးကခြေတံသွဲသောအမျိုးသမီးနဲ့ခြေတံတုပ်သောအမျိုးသမီးဘယ်သူကပို့ပြီးလေ့ကျင့်ခန်းကြီးဆင်နွှဲရင်အဆင်ပြေတယ်လဲဆိုတာကိုကျမရဲ့အရာထီရောက်စွာပြပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါစီမျောနားထောင်ပေးကြပါဦးနော်ဗီဒီယိုလေးကိုအစအဆုံးကြည့်တဲ့ကိုကိုတို့ကိုအပြင်မှာတရက်ဆုံးဖို့အစီအစဉ်လေးရှိပါတယ်နော်ကျမရဲ့အစီအစဉ်လေးစတင်လိုက်ကြရအောင်လားရှင်ကိုကိုတို့ရေခြေတံလေးတွေကလည်းလေ့ကျင့်ခန်းမှာအရေးပါတယ်ဆိုတာကိုရှင်ကြီးတို့သိပြီးသားဖြစ်မှာပါနော်လူလူကိုအကြိုက်တမှုဖြစ်နိုင်တာမို့နှမျိုးလုံးအကြောင်းကိုချိန်မီစွာပြပြပေးသွားပါမယ်ရှင်ခြေတံသွဲသွဲပိုင်းဆိုင်ထားသူလေးတွေကတော့အမျိုးသားများစုရဲ့အသေးဆွဲပါပဲနော်ကျမရဲ့လေ့ကျင့်ခန်းလေးဆင်နွှဲတဲ့အခါဘိုးကြီးတနတ်ထန်လေ့ကျင့်တော့မင်းဆိုရင်သေးသွဲနေတဲ့ခြေတံလေးတွေကဘိုးကြီးအားမောင်းတင်ခြင်းစိတ်ပို့ဖြစ်ထွန်းစေပါတယ်နော်ပဇွန်ထုတ်ခွေးလေးကိုတဲ့အခါမှာလေဖုတ်ကြီးအားအတားအဆီးမရှိတွေ့မြင်လေ့ကျင့်ရမှာပဲဖြစ်ပါတယ်ရှင်နိုင်ငံကလေ့ကျင့်ခန်းဆင်နွှဲတဲ့အခါမှာလေမျက်နှာချင်းဆိုင်ဖြစ်ဖြစ်ကြောက်ခိုင်းပြီးဖြစ်ဖြစ်ရှင်းလင်းနေတဲ့ခြေတံအစုံကရှင်တို့ညီလေးလွတ်လပ်စွာဝင်ထွက်လဲပတ်နိုင်စေရင်ကောင်းကောင်းအထောက်အကူပြုပေးပါတယ်ရှင်ခြေတံတို့အမျိုးသမီးတွေကတော့လေ့ကျင့်ခန်းရဲ့ပြန်ပန်းမှုတန်းကိုပို့ပြီးခံနိုင်ရရှိပါတယ်နော်ကိုကြီးတနတ်ထမ်းတဲ့အခါတနတ်သားမကအမြောက်နဲ့ပါတီတီမကြီးတဲ့ပုံစံဖြစ်ပါတယ်နော်မိုးတံလေးတဲ့ညီလေးရဲ့မက်ဗေဒါအန်ကိုခဲတွန်းလှန်နိုင်ပါတယ်ရှင်အသားချင်းထီတဲ့အနက်နဲ့တင်မြေသားကောင်းတဲ့မြေအိုးမှန်တိတာစေတာကခြေတံတုပ်တွေပဲဖြစ်ပါတယ်နော်ဒီတော့ကျမရေးလေးချင်းကန်ဆင်နေတဲ့အခါရင်သွဲတုတ်ချင်ရင်တုတ်လှုပ်เสียရှိရတော့လှုပ်ပြလိုက်ပါကိုကိုတို့ရေကဲကိုကိုတို့ရေဒီနေ့စံလေးပြပြခဲ့တာကတော့ကျမရေးအသိပညာပေးတစ်ခုများသာဖြစ်ပါတယ်နော်နောက်ရက်ဒီမှာလေအခုလိုမျိုးကျမရေးဆိုင်ရာအသိပညာများကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရန်ချစ်ပါတယ်နော်တတား